ကဲကျွန်တော်တို့ဒီနေ့မှာတော့ Plan Business Brain Rot Event ကိုတူတူဆော်ရမယ်ဒါကတော့ကျွန်တော်ရဲ့ base လေးပေါ့ base ပုံကိုကျွန်တော် channel လေးပေါ့ဗျာပင်ကြီးကတော့တိတ်ပြီးတော့မကောင်းဘူးပေါ့ဗျာဒါကကျွန်တော်ရဲ့ Brain Rot လေး67ပါလို့ရှိရကျွန်တော် brother တို့လည်း Brain Rot ကြီးကစ်ပေးတော့မယ်အောက်မှာကျွန်တော်ဒီဇိုင်းလေးတွေကိုချပေးခဲ့ကြအောင်နော်ကျွန်တော်ဆောင်းနေကျွန်တော် event ရောက်ပါပြီဒီမှာ event တော့အခုကတော့ classic event လာနေရောနော်ဒီမှာ break ဒီမှာကျွန်တော်ဒီနောက်မှာလည်းပါပုံးလေးမတူရောက်နေsnowball လေးချင်းပါလေးမတူပုံကြီးတွားနေကြလားကြည့်ဒီမှာဒီ admin တော့စပြီးတော့စကားပြောနေပြီကျွန်တော်မစားခင်လေးဒီကက်ကလေးဖောက်တာနဲ့ကောင်းလေးတော့ပေါက်ပါလိမ့်ပေါ့နော်ကောင်းလာမလို့ shiny ဆိုတဲ့ကလေးအဲ့ shiny ခါလေးပေါက်တယ်ကျွန်တော်အဲ့ event တော့ကြည့်လို့ရှိဟာ event မစားဘူးကောင်းကျန်လိုက်တော့ငါလေးချော80ရှိပါစေတယ်ည pro ဖတ်တာပြီးရဘလို့ဖြစ်တော့ဟုတ်ပါအခုနာမည်လေးပြောင်းသွားဘာ eco ပါဆိုကျွန်တော်တို့ခုနကမှဒီမှာ80ရှိတယ်ဒီကားကြောက်ချီကျန်းလည်းမကြမ်းဘူးငါလည်းကို what what the fuck ကိုကမယ်လို့ရဟာဒီကတည်းကoh 67ကောင်းတယ်ပြောရပါစီကောနော်ดูไลค์ချကြလောင်းဒီတော့မယ်ချဆက်ဆဲရမိကြီးဝိုးဒီက50 kb per second ခေါင်းနေကျွန်တော်ထိုင်ဖန်နေရောဒီမှာကြည့်လည်းကိုချချမ်းနေနေပတ်တာကရမမတူတူဒီဖိုးကြီးပြလိုက်ချင်းနေကျွန်တော်ထင်တာတော့ဒီဖိုးကြီးကရမပေါ့နော်အဲ့လိုပြောချင်တယ်ဝေးယောဘာအောင်အုံးလေးကောင်ရမလို့ကိုနဲ့ဆိုလာမလို့ကိုပူတီတိုဆိုလာမိုက်တော့နော်ကွာလို့စိုးအောင်မစိုးဒီကောင်ကြီးဒီမှာကင်မရာကောရအဲ့ဘက်ကလည်းဝင်ပါလာတော့ထင်တယ်ကျွန်တော်လည်းအဲ့ဘက်ကလည်းကျွန်တော်ရရလေတပိုးရမယ်တူရမယ်ဆက်ရပြီအဲ့ကောင်ရ960ခီးစိုးအောင်မစိုးကောင်းတယ်ဆိုတော့ပါတယ်ကိုရဲ့ event လာကျွန်တော်တို့ကြေး event အပင်လေးရောဘာပေါင်းဒီကောင်ကြီးပေါ့ဗျာနောက် story လေး200လေးကျွန်တော်ဘယ်လိုလုပ်အောင်မအောင်မသိဖတ်ကြည့်လိုက်မယ်စကားရင်းနဲ့ဒီနေ့တော့ကျွန်တော်အမြန်လေးနဲ့ကြည့်လိုက်ကြအောင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ event အတင်မှာပါလာတဲ့ဟာလေးကိုကျွန်တော် like တူတွားကြည့်ရမယ် let's go ဖိုင်လေးတော့မတူဘူးဒါပေမဲ့မိုက်လေကျွန်တော် event တွေတော့တွားကြအကောင့်တစ်လေး mission နဲ့ဘာလေးကိုမသိဘူးဟဲ့Christmas ကောင်းလေးရမိုက်ရအိုးနော် WLS ပေါ့အိုး Christmas ကောင်းလေး Christmas event ဆိုတော့ Christmas ကောင်းလေး TV TV ရလေ Christmas auto ကလေးနဲ့မိုက်ရရော DW လေးကိုတူလေးချလိုက်ကြမယ်Christmas ကြီးအကြီးရင်တော့ကောင်းကြီးရောင်းကြီးမှန်တယ်ငါစနိုးဘောတယ်ငါစနိုးတီးကဒရာမာတော့ပြောမှာဒရာမာကို event တွေကပါလဲဒီဒရာလေးကဒီဘက်ကဟုတ်တယ်ဒီမှာတော့ပြောမှာစနိုးဘောရအဲ့ဆိုရဲတူဒရာခင်းလိုက်ကြအောင်ပေါ့ဗျာမလို့တော့သူကဒီမျိုးစနိုးဘောကြီးဆူပြီးတော့အဲ့ဒါဒီဒရာကြီးခင်းပြီးတော့ကျွန်တော်ထင်တာတော့ခုနကဒီမလဲဟိုပြတဲ့ဒီကျုံအကျုံးကိုကျွန်တော်တို့ကရောင်းအောင်တွားမှာအကျုံးရောင်းတော့လို့ရှိရင်ကျွန်တော်တို့ကစုရမယ်အဲ့ဒါကိုပြောချင်းဒီနေရာလေးရတိတ်ပြီးတော့ဘာမှမထူးဆန်းတော့ဆိုတော့ကျွန်တော်ဒီနေရာလေးပဲကြည့်လိုက်မယ်ပြီးတော့ကျွန်တော်တို့လိုအပ်ချက်ကလေးရှိလဲကျွန်တော်comment မှာရေးပြီးတော့ကျွန်တော်ကအခုမှ channel ဆက်လာပြီးတော့လုပ်တာဆိုတော့ကျွန်တော်အမှားတော့ပါမယ်အခုမှတော့ comment တီးဘူးတော့ကျွန်တော်ဘာမှလဲဆိုတာ pro ပြောပြတာလည်းကျွန်တော်ဒီမယ်ကျွန်တော်ပြင်ပြီးတော့ပြောပြပြီးတော့ကြောင်းတော့ကျွန်တော်ရှိလို့ဆိုကောင်းနေလို့ရှိရင်လာပြီးတောင်းနေနော်ဟာဘရင်းရောအဒီကြီးလာမသိဟုတ်တယ်ဘရင်းရောအဒီကြီးဒါကြောင့်လည်းမရဘူးကျွန်တော်လည်းတစ်ခါမှမမြင်ဘူး limited မိကကျွန်တော်အဲ့ဒါကိုကျွန်တော်လည်းတူချလိုက်ကြမယ်ကြာရဦးကလာဖောင်းနေချီရောက်ပြီဟောတရားတစ်ဆက်ကိုဦးကြီးနဲ့ပတ်ဆက်လည်းတိတ်ပြီးမရောက်ဘူးနော်ဘာလို့မသိဘူးDJ ဆိုလို့လေDJ တီးရဟာယူမှာဒီ DJ တီးရဟာယူပေါ်လို့
ချပတ်စက်ကတိတ်ပြောတယ်မရဘူးနော်ဘာဖြစ်လို့မသိဘူးကဲကျွန်တော်နဲ့အမြန်လို့ပြောပဲချိလိုက်ကြမယ်ဘာမှလည်းတိတ်ပြောထူးဆန်းတာမဟုတ်ဘူးဟန်လာအဲ့ကောင်မှာအိုးဟွာရတမောကပရင်စက်ဓာမီတွေးရအများကြီးပဲဒါကျွန်တော်ဒီကကျွန်တော်ပြင်ရဓာမီထွေနေဆိုတော့ကြောက်ဓာမီထွေတာမဟုတ်ဘူးကျွန်တော်ရှိမှထည့်ထားတဲ့အကက်ကလေးအဲ့ကကအကောင်1000ပြည့်လားမသိဘူးဒီဓာမီကို 2.58 2.5 စတိုးပြီးဗျာအဲ့တဲ့ကျွန်တော်ရဲ့ပင်ညာပို့ပြီးတော့ဓာမီထွေနေရအဲ့တော့အကောင်လေးကမြင်မြင်တည်းပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ကဓာမီထွေနေ mango seed spoon လို့ဟာအခုစပွန်စီစပွန်လာလေကျွန်တော်တို့မှမပိုးဘူးနော်ဘာလို့မသိဘူးရဒီကောင်လေးကဘယ်လိုခေါ်ပါလဲကျွန်တော်တို့လေလမ်းဘေးမှာချရတာလေယူနေပိုင်းမတန်းတွေးရတော့အများကြီးပဲကွာပတ်သက်တွေလည်းအများကြီးရလောက်တယ်ထင်တယ်ဒါချမယ်ကျုပ်တွေးရအများကြီးပဲတို့ဆိုတို့ကိုအများကြီးဒီအောင်ဂူရရှိကိုမတီးဘူးကျွန်တော်ချနေကူတို့ဟာဂူရရှိကိုမတီးဘူးကိုအကြိုက်ရွက်ချယူနေဒီတော့ပတ်ဆက်ချရတယ်ကွာကြည့်အောင်ကွာပတ်ဆက်ချတယ်ဖိကိုကမဲလို့ရတယ်ချူရပစမီကိုဖျက်လို့ပတ်ဆက်ချတယ်နည်းနည်းလေးပဲဓာမီကြောင်အများကြီးပဲဒရောဆိုးတယ်ကွာမရာတော့ခင်နေမှာကျွန်တော်ဟိုဘက်ဒီခင်မှာကွာChristmas even မှာရတဲ့ဒီ Christmas ကလေးပေါ့တူတူဖောက်လိုက်ကြမယ် Christmas ပုံစံလေးပေါ့မရှိုင်းရချက်တူအမဲ limited တွေဟိုပါရောကလေးတွေမှာကောင်းတာလေးလို့ပါတယ်ဒီ plan မဆက်ပဲတော့ even stay ပဲတော့ even နဲ့မတူဘူးပေါ့ဗျာဒီကတနားရောကြာတယ်နော်ဒီ plan မဆက်ပဲတော့ even ရတို့ကိုကြားတယ်stay ပဲတော့ even ရနိုင်ကြတယ်ဒါပေမဲ့ကျွန်တော် stay ပဲတော့ even ကြတဲ့ဟာ full လို့ကျွန်တော်အများကြီးပဲရောင်းအောင်မယ်ဘာလို့ကျွန်တော်မပေးနိုင်တော့ဘူးဗျာဒါပေမဲ့တော့ email တော့မကုန်သေးဘူးဒီကျန်နေရဲ့အဲကြောင့်မလို့တော့ရတဲ့ pin ကို secret လေးပေးမယ်ကျွန်တော်အပင်နဲ့ပင် giveaway ပေးရမလဲဆိုတော့ကျွန်တော်ဒီထဲမှာဘာလို့မြဲတယ်မတူမရီတို့ဒီမှာအကြီးပဲအကြီးကိုကျွန်တော် giveaway ပေးဖို့စီစဉ်ထားတယ်ဘာလို့ကျွန်တော် channel လေးကို share လေးနဲ့ like လေးတွေကူညီပေးဖို့ဗျာလိုက်လေးနေရတာမသိဘူးကျွန်တော်ရက်နေရဟိုဗျာကျွန်တော်မြန်မာနိုင်ငံလိုက်ရတော့ခဏလေးတော့ပဲကောင်းမလဲကျွန်တော်တို့ဂိမ်းဆော့ချင်တာတော့မှပြပြရခံပြီးတော့ဆော့နေရတာကျွန်တော်အခုသုံးနေ VPN လေးကpotato VPN တုံးတယ် potato VPN နဲ့အဆင်ပြေတယ်ပြီးတော့ပါ VPN အဆင်ပြေလေဆိုတော့ရတော့UFO VPN ဟာဒီ UFO VPN နဲ့အဆင်ပြေကျွန်တော်တုံးတယ်ပေါ့ဗျာpotato VPN ကျတော့ပေါ်မှာတောင်းရတယ်နောက်တော့လေးစလို့မှတော့ပြီးတောင်းလို့ရတယ်VPN လေးခံတော့ကြပါဗျာကျွန်တော်မြန်မာနိုင်ငံလိုက်ရအဆင်ပြေအများဆုံးနဲ့အဆင်ပြေတယ်လို့ကျွန်တော်တောင်းပြပါတယ်အဖေရလေကောင်းတယ်တော့စပွန်ဆာကိုခံရလို့ဘာမှမပဲတော့ဒီမှာဒီမှာတော့ခုနကပြောတဲ့ကလေးကထောင်းပြေသွားကြအဲ့လိုမျိုးဒီတမီးက2.5ပြောတယ်အဲ့ကတည်းကကျွန်တော်လည်းအများကြီးရှိရကတည်းကခေရတာတော့မသိဘူးကတည်းကခေရလို့ရှိရင်ကျွန်တော်ရှိရလာတောင်းကြနော်နော်နုခွက်ကြီးကတွေးရအများကြီးပဲချားပါပဲတွေးအများကြီးကျွန်တော်ပြောရမယ်ကူလာတွေမဟုတ်ကျွန်တော်ကက်ကလေးကတထောင်ပြတော့ကျွန်တော်တမ်းမိတ်ကတည်းကမလားကျင်းတော့အကောင်လည်းတမ်းပြီးတော့သေးပါရဲ့အဲ့လိုပဲကျွန်တော်အက်ကလေးတွေကတော့ဝင်နေအက်ကကကျွန်တော်မှလည်းရှိတယ်ကိုကီးလေးပါရတမ်းမိတ်အဲ့ဆိုဒီငါတို့နဲ့ကိုကီးနဲ့ခရက်လာမသိဘူးကျွန်တော်တော့ပြီးခြေတော့ကြည့်လိုက်အောင်မယ်credit နေရတော့ရပြီကျွန်တော်ဒီချက်လောက် credit ကြည့်လောက်မယ်ငါတို့ကိုရောအောက်ဆုံးမှရှိမှာခုနကနေမှရဆိုတော့ဒီမှာ cookie လေးကိုထည့်မယ်နော် cookie လေးကိုထွင်မယ်ငါတို့လေးကိုထည့်မယ်ဟုတ်တယ် credit လို့ရတယ်ကျွန်တော် credit လိုက်မယ်TV တိုင်မိုင်းတော့ဒီမှာ TV တိုင်လို့ skip ထွားနေတော့မဟုတ်ဘူး hacking အော် happy street ပြီးတော့ဒီမှာကြတော့ 1:1:1 ဒီမှာရ hacking ပြီးတော့တော့ဘာလို့ဟက်ပါရီအဲ့လိုထည့်တာလည်းမသိဘူးကျွန်တော်အဲ့ဒါတိတ်နားမလဲဘူးကြည့်တော့ကြည့်ပဲဟာဈေးကြလည်းပတ်သက်ကြတော့နည်းနည်းပဲထုတ်တယ်ကွာအကောင်လေးကတိတ်ပြီး
CH8 damage ဒီတွေးများတဲ့ကောင်တွေကဘာလို့ပတ်ဆက်နည်းနည်းလေးပဲထုတ်တော့အောင်မသိဘူးအဲ့အောင်ဘိုးမှာ snow ကြီးကပတ်ဆက်တော့ထုတ်တော့တယ်အဲ့ကောင်ချမယ်ရောက်ဒီတရားကျော်ပဲထုတ်တယ်ကျွန်တော်ရှိမှနေဆုံးကောင်တော့ဈေးမရှိဘူးလက်ကုန်းမှာပဲsnow 67 spoon နဲ့အဲ့ရောက်67 snow spoon တော့ပတ်ဆက်တော့ရောက်တော့တယ်ချာအဲ့ရောက်ပတ်ဆက်တင်နေအောင်ကျွန်တော်ထင်တာတော့ snow musician တဲ့ snow musician ပတ်ဆက်ကိုတိတ်ပြီးမပါဘူးလို့ထင်တယ်ဘာလို့ဆိုကြမီကာ7ကကျတော့ပတ်ဆက်က400k အောင်ရတယ်ဒီကောင်ကြမှာနည်းနည်းလေးပဲရတာဘာမှမဟုတ်ဘူးလို့ကွာရောက်ရေးစီရသားရေးဆိုစီရသားရေးစပုံးပြီးတော်မဲ့နောက်ဆုံးစီစပုံးပြီးပါလောက်ပါဂေးလမွန်ဆွေးဂေးလမွန်စီစပုံးပြီးဟိုတယ်မန်ဂိုစီရောနောက်ဆုံးကြမှာဒီကကျွန်တော်ပြောချင်တာက brother ကအဲ့လိုအကောင့်ချမ်းစာရေးရှိတယ်အကောင့်ချမ်းစာရေးမျိုးကျုံမှုဆိုလို့ရှိရင်ကျွန်တော် event beacon ကြီးချမှာတက်လိုက်အဲ့ဆိုလို့ရှိရင်စီချမ်းစာရေးရတယ်ကဲဟိုလောက်ပါတော့နောက်ဆုံးစီဆိုစမှာ extra cross ပုံကြီးကဲနောက်ဆုံးစီလောက်ပါနောက်ဆုံးစီလေးလောက်ပါတော့ဝင်ပါတယ်ဟိုနောက်ဆုံးစီလေးစပုံကြီးကျေးဇူးပါဗျာစီကောင်းစာရေးစပုံကြီးရတဲ့ဒီမှာချမ်းပါပါစီချမ်းပါပါစီခင်ဗျာဒါကကျွန်တော်တို့တရားဟောအပြေးခင်းပြီးလို့ရေရမယ်ဟာပေါ့နော်။ဘာလို့ထင်နေလဲ။ဘာဖြစ်တော့ဟာ what the မြန်မာနိုင်ငံတိုင်းကြီးစွာကြတော့ရကျွန်တော်တိုင်းမလိုက်ကြပါဘူးပြန်လဲဝယ်လို့ရတာ။ဟာဝယ်မြတော့ဒီဗီဒီယိုလေးကတော့ဒီတော့ပါပဲ။ like and subscribe လုပ်ပြီးပါဦးကျွန်တော်အမှားပါလို့ရှိရင်ကျွန်တော်ထောက်ပြပေးကြပါဦး။ဒီလိုရထားလို့ရှိရင်လည်းပြောခဲ့ကြပါဦးခင်ဗျ။